ဒီလိုချစ်စရာကောင်းတဲ့ပုံတွေကိုဘယ်လိုထုတ်ရလဲဆိုတာကိုပြောပြပေးပါမယ်ဒီပုံတွေကတော့ချစ်ကြည်ပီတီကတည်းထုတ်ထားပါတယ်နော်ဒီပုံတွေကို Go AI ကနေပြုလုပ်ထားတာဖြစ်ပါတယ်လူတိုင်းလိုက်လို့စေပြအောင်ပြောပြပေးပါမယ်ဒီလိုကြောက်တွေကိုနောက်ထပ်သိချင်ခုပဲ channel လေးကိုလေးနေပြီး subscribe လေးလုပ်ဖို့လည်းမမေ့နဲ့နော်ကျွန်တော်ကနမူနာပြပေးမှာဖြစ်မှာကြောင့်မို့ကျွန်တော်ကလောက်ထဲမှာပုံတစ်ခုကိုတွားထားလိုက်ပါမယ်ကျွန်တော်မိတ်ဆွေများကကိုပုံနဲ့ကိုလုပ်ယူပါနော်ဒီကောင်ကို Play Store မှာဒေါက်လိုက်ပါနော်GROK ကိုလေ Okay ပြီးရင်ကျွန်တော်တို့ပုံကိုထည့်ပါမယ်ပြီးရင်ဒီစာကိုကျွန်တော် comment အောက်မှာတောက်ချင်လဲတောက်လို့ရပါတယ်ကိုယ်တိုင်လည်းရေးချင်ရေးလို့ရပါတယ် Okay ပြီးရင် copy ယူပြီးရင်သူ့ကိုကျွန်တော်ပြန်ပို့လိုက်ပါမယ်ဘက်ထည့်ပြီးတော့သူ့ကိုကျွန်တော်ပို့လိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော်တို့ခဏစားလိုက်ရအောင် Okay ဒီမှာဆိုရင်ကတော့ပုံရပါပြီနော်တောင်းမယ်ဆိုရင်ဘောကစေလုံးစေးကိုနေပြီးတော့စေးကိုနေလိုက်ပါ Okay ကျွန်တော်ပြီးရင်နောက်တစ်ပုံဆက်ပြပေးပါမယ်ကိုအောင်လားပုံကို Okay ပြီးရင်ကျွန်တော်ပြပို့လိုက်ပါမယ်ပြီးရင်ကျွန်တော်ခဏစားလိုက်ပါမယ်โอเคပြီးရင်ပေါ်စေသုံးစေးကိုနေပြီးတော့ကျွန်တော်တို့စေးကိုနေလိုက်ရင်ကျွန်တော်တို့ပုံရလာပါပြီဒီစီပီဒီလည်းလူတိုင်းဝန်စီမဲ့ထည့်ပါတယ် Play Store မှာစီသေးရလည်း Play Store မှာတောက်လိုက်နော် Google ကိုနေပြီး Gmail နဲ့ချိန်ပေးလိုက်ပါနော်โอเคပြီးရင်ကျွန်တော်တို့ပေါင်းလိုက်ခဏကိုနေပြီးတော့ tab ပုံကိုထည့်ပါမယ်โอเคပြီးရင်ကျွန်တော်ဆက်ပြဖို့အတွက်တပုတ်ကိုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့စာရေးနေရာမှာချလိုက်ပါမယ်ပြီးရင်သူ့ကိုပို့လိုက်ပါမယ်โอเคဒီမှာဆိုရင်ကျွန်တော်ပုံရစီလာပါပြီโอเคအောက်မှာစေးလို့ပေါ်နေတဲ့ဟာတွေကိုနေလိုက်ပါဒီလိုဆိုရင်ကျွန်တော်တို့ file manager ထဲကိုရောက်သွားပါလိမ့်မယ်โอเคကျွန်တော်နောက်တစ်ပုတ်ဆက်ပြပါမယ်ဒီကလေးဆိုမကြွရည်လဲပါတာပြန်နဲ့ပြန်တော့ပြီးတော့ကျွန်တော်တို့ပြန်လုပ်လို့ရပါတယ်ကိုလိုချစ်လို့ဓာတ်ပုံမှာဓာတ်ပုံကျွန်တော်ဆက်ပြပေးပါမယ်โอเคပြီးရင်ကျွန်တော်သူ့ကိုပို့လိုက်ပါမယ်โอเคဒီစာမှာကိုလိုချစ်တဲ့ပုံစံကိုပြန်ရေးယူပါနော်ပြီးစီကိုနေလိုက်ပါမယ်ဒီလိုချစ်စရာကောင်းတဲ့ပုံတွေအားလုံးပဲလုံးတိုင်းလောက်ပြီးထည့်ပါတယ်နော်နောက်ဗီဒီယိုတွေမှာလည်း AI နဲ့စေးခွေစားစရာကောင်းတာတွေထည့်ပေးပါမယ် AI နဲ့ငွေစာနည်းတွေလည်းပါပါတယ်နော်ကျွန်တော် channel ကိုလည်း subscribe လေးလုပ်ပြီး notification လေးလည်းနှိပ်ထားပြီးဒီလိုမှနောက်ဗီဒီယိုအသေးတွေကိုဥဆုံးသိရှိရမှာပါဒီပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံမှာလည်းအများဆုံးအေးချမ်းပါစေ